已经等了15分钟了。已经等了15分钟了。ဘာအဓိပ္ပာယ်လဲဆိုတော့已经ဆိုတာနှင့် already ပေါ့စောင့်နှင့်နေပြီးသားဖြစ်နေပြီ等了等了等了စောင့်ဆိုင်နေခဲ့တာalready 15是15分钟15分钟了ကတော့လေယူလေသိမ်းဗမာစကားနဲ့ဆိုဘာနဲ့တူလဲဆိုတော့15မိနစ်ရှိပြီဆိုတဲ့အဓိပ္ပာယ်အဲ့တော့စောင့်နေတာ15မိနစ်ရှိနှင့်နေပြီဆိုတဲ့အဓိပ္ပာယ်已经等了15分钟了已经等了15分钟了ပြန်ရှင်းမယ်已经က already စောင့်နှင့်နေတခုခုလုံးနှင့်ဖြစ်နှင့်နေပြီးသား等了ဆိုတာစောင့်ဆိုင်နေ15分钟ဆိုတာ15မိနစ်分钟ကမိနစ်15က15မိနစ်ရှိပြီတဲ့အဲ့တော့ငါဟင်းပွဲတွေကိုစောင့်နေတာငါဒီမှာစောင့်နေတာ15မိနစ်ရှိပြီဆိုတဲ့အဓိပ္ပာယ်已经等了15分钟了已经等了15分钟了ဟုတ်ပြီနံပါတ်12ဆက်သွားမယ်再加个菜吧再ဆိုတာထပ်၍加ဆိုတာပေါင်းတာထပ်တူတာ个ဆိုတာ一个两个三个တစ်ခုနှစ်ခုသုံးခုရဲ့个အမျိုးအစားပြပုံ菜ဆိုတာဟင်းလျာပါဆိုတာရအောင်ဘာမှမဆိုရင်လှုပ်လိုက်ကြစို့သွားလိုက်ကြစို့လှုပ်လိုက်ရအောင်သွားလိုက်ရအောင်ဆိုတဲ့အဓိပ္ပာယ်လေယူလေရင်းလေးတစ်ခုပါပဲ再加个菜吧ဟင်းမွေးလေးထပ်မှာလိုက်ရအောင်ဆိုတဲ့အဓိပ္ပာယ်再加个菜吧ဟင်းမွေးကိုထပ်မှာလိုက်ရအောင်တဲ့နော်အများကြီးမခက်ပါဘူးအဲ့တော့17နဲ့12ကိုပြန်ဖတ်ပြမယ်已经等了15分钟了စောင့်နေတာ15မိနစ်လောက်တောင်ရှိနေပြီဆိုတဲ့အဓိပ္ပာယ်နံပါတ်12က再加个菜吧ဟင်းပွဲလေးထပ်မှာလိုက်ရအောင်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခု麻烦你再加点水麻烦你ဆိုတာအားနာလို့စကားရှိတာစကားခံလိုက်တာပေါ့နော်သင်ကိုအလုံးရှုပ်စေမိပြီ麻烦你အဲ့ဒါဆိုရင်ကိုကတရားရောက်ကိုအကူအညီတောင်းတော့မယ်ဆိုရင်麻烦你ဆိုတဲ့ဟာလေးကိုစကားလေးခံထားလိုက်ပြီဆိုဟိုကတယောက်ကသိသွားပြီငါ့ကိုသူကူခိုင်းတော့မယ်အကူအညီတောင်းတော့မယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့麻烦你麻烦你သင်ကိုအလုံးရှုပ်စေမိပြီ再ဆိုတာထပ်၍加点再ဆိုတာထပ်၍加点နည်းနည်းကလေးထပ်ထည့်မယ်加ကထည့်တာ点ကနည်းနည်းကလေး再加点နည်းနည်းကလေးထပ်ထည့်မယ်ဘာကိုလဲ是为水ရေနည်းနည်းလောက်ထပ်ဖြည့်ပေးပါ麻烦你再加点水麻烦你再加点水麻烦你တစ်စိမ့်လောက်再加点နည်းနည်းလောက်ထပ်ဖြည့်ပေးပါဘာကိုလဲ水ရေကိုထပ်ဖြည့်ပေးပါအဲ့တော့麻烦你再加点水နည်းနည်းလောက်ရေလေးထပ်ဖြည့်ပေးပါလားရှင်ဒီလိုသဘောမျိုးပေါ့နော်ခမညာအဲ့လိုမျိုးသုံးတာပါ麻烦你再加点水ဒါကနံပါတ်73ရဲ့အတန်ထွက်နဲ့အဓိပ္ပာယ်ပါနံပါတ်14ဆက်သွားမယ်请把这几个菜打包အဲ့ဒီမှာ打包ကထုတ်ပိုးပေးပါလို့ပြောတာ打包打包的打波အောင်包打包请ကျေးဇူးပြု၍ပိုအားပါဆိုတော့မစကားနဲ့ဆိုရင်နင့်ကိုငါ့ကိုသူ့ကိုဒီဟင်းပွဲတွေကိုဆိုတဲ့မြန်မာစကားကိုနဲ့ကိုက်ညီပါတယ်အဲ့တော့请ကျေးဇူးပြုပြီးတော့ပါကိုဘာကိုလဲဆိုတော့这几个菜ဒီဟင်းနှစ်ပွဲသုံးပွဲကို这ဆိုတာဒီ几个菜几个菜ဆိုတာဟိဒီဟင်းနှစ်ပွဲသုံးပွဲကို打包ထုတ်ပိုးပေးပါကိုစားလို့မကုန်တော့ဘူးထုတ်ပိုးပေးပါလို့ပြောချင်ဒီလိုပြောလို့ရတယ်ကျေးဇူးပြုပြီးဒီဟင်းပွဲလေးတွေကိုထုတ်ပေးပါလားအဲ့တော့ကျေးဇူးပြုရဆိုရင်请ဒီဟင်းပွဲလေးတွေကိုဆိုရင်把这几个菜打包ကထုတ်ပိုးပေးပါအဲ့တော့နောက်တစ်ခေါက်ပြန်ပြောပါမယ်请把这几个菜打包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 လိုမျိုးပြောရပါတယ်နံပါတ်15你能帮我们把剩菜打
打包吗ဒါလည်းဆိုနာလို့ဟင်းပွဲတွေကိုထုတ်ပိုးပေးနိုင်မလားလို့ပြောတာပါအဲ့တော့လူများတစ်ခါအကူကြီးတာမဆို麻烦你那边ပြော你能帮我们ဒါမှမဟုတ်你能帮我စသဖြင့်ပေါ့နော်ဒီမှာဆိုရင်你得能ဒီမှာအဓိက point က能帮我能帮我အများကြီးဆို我们你ကသင်တဲ့能ဆိုတာလုပ်ပေးနိုင်မလား能ဆိုတာဒီတစ်လုံးပြောတယ်နော်能ဆိုတာဒီတစ်လုံးပြောတယ်帮ဆိုတာကူညီတာသင်နိုင်မလားကူညီတယ်我们ဆိုတာငါတို့အဲ့တော့我们ဆိုတာအများကြီးအနေကိန်းဆိုရင်我တစ်လုံးနဲ့အဲ့တော့你能帮我ဆိုရင်နင်ငါကူနိုင်မလားလို့ပြောတာ你能帮我们ဆိုရင်နင်ငါတို့ကိုကူနိုင်မလားတဲ့အဲ့တော့နင်ငါတို့ကူညီပေးပါအောင်ပေါ့ဆိုတော့ပြောလို့ပေါ်အားပါကဘာနဲ့အတူလဲဆိုမြန်မာစကားကိုနဲ့တူတယ်ဘာကိုလဲဆိုတော့剩菜ရဲ့အဓိပ္ပာယ်ကကြံနေတဲ့ဟင်းနေ你能帮我们把剩菜နင်ငါတို့ကူညီပေးနိုင်မလားကြံနေတဲ့ဟင်းတွေကို打包မှာမအဲ့မှာမကလေတကယ်တော့ထုံးနံပါတ်မပါပါဘူးဒီမှာသူဒုတိယအတန်လေးနဲ့ပြ error လေးပေါ့နော်အဲ့တော့ဆိုတော့你能帮我们把剩菜打包吗အဲ့တော့ကြံနေတဲ့စားလို့မကုန်တဲ့ဟင်းတွေကိုအထုတ်ပေးနိုင်မလားတဲ့ပြန်ပြောမယ်နော်你能帮我们把剩菜打包吗နောက်တစ်ခေါက်ပြန်ပြောမယ်你能帮我们把剩菜打包吗အဲ့တော့ကြံနေတဲ့ဟင်းတွေကိုထုတ်ပေးနိုင်မလားလို့ပြောတာပါ number 16ကိုသွားမယ်အဲ့တော့ waiter ရေလို့ပြောချင်服务员အဲ့တော့服务员ဒါကလည်းအလုပ်ကိုင်နာမည်တစ်ခုပါပဲ服务员服务员 waiter အဲ့တော့ဝန်ထမ်းရေ waiter ရေ结账ငွေရှင်းမယ်结账结账结账我လှမ်းခေါ်လိုက်တယ်服务员 waiter ရေ结账服务员结账服务员结账服务员结账ဟုတ်ပြီနော် waiter ရေစပွဲတို့ရေငွေရှင်းမယ်ဆိုရင်အဲ့လိုမျိုး服务员结账ဆိုပြီးတော့ပြောပါတယ်ငါတို့ကိုစားကိုရှင်းနဲ့လောက်ကြတာပေါ့我们 AA 制吧制ဆိုတာလုပ်တယ်လို့ဒီအဓိပ္ပာယ်ရတယ်ပေါ့နော်我们 AA 制吧ကိုစားစရိတ်ကိုရှင်းမယ်အဲ့တော့自负自给လို့လည်းပြောတယ်နော်ကိုစားတာကိုရှင်းမယ်自负自给ဆိုတာဒီမှာလွယ်တာလေးသုံးပြလိုက်တယ်နော်我们 AA 制吧我们 AA 制吧我们 AA 制吧制ရှာလေးလိုက်တယ်နော်制မြန်မာစကားဆိုရင်ကာကြီးရပ်ပင်လုံးကြီးတင်ဆန်ကကျင့်ဆိုတဲ့စကားလုံးကိုရှာလိုက်ပြီးပြောတာ我们 AA 制吧我们 AA 制吧ငါတို့ကိုစားကိုရှင်းလုပ်ကြမယ်နော်ဒီလိုမျိုးလေးပြောတာနော်နောက်တစ်ခုကျတော့ဒါနံပါတ်19ကရောကိုစားကိုရှင်းနံပါတ်18ကကြတော့ငါကျွေးမယ်လို့ပြောတာနော်ငါကျွေးမယ်အဲ့မှာ请客ဧည့်ခံတာနော်我ငါကျွေးမယ်ဆိုရင်我请客ငါကျွေးမယ်လို့ပြောတာဒီနေ့တော့ငါကျွေးမယ်ဒီနေ့ဆိုစကားလုံးက今天我请客ဒီနေ့ငါကျွေးမယ်今天我请客ဒီနေ့ငါဧည့်ခံမယ်ဒီလိုတွေပဲရပါတယ်ဆိုတော့ကိုစားကိုရှင်းဆိုရင်我们 AA 制吧我们 AA 制吧နော်နံပါတ်18ကဒီနေ့ငါကျွေးမယ်今天我请客今天我请客နော်ဒီနေ့ငါကျွေးမယ်လို့ဒီပဲရပါတယ်19အဲ့တော့ကျေးဇူးတင်ပါတယ်ဟုတ်နော်ကိုကျွေးတဲ့လူကျေးဇူးတင်တာပဲဖြစ်ဖြစ် waiter ကိုကျေးဇူးတင်တာပဲဖြစ်ဖြစ်ဘယ်သူမှဆိုကျေးဇူးတင်လို့ရတယ်谢谢你 number 19谢谢你谢谢你你ရှိတယ်နင်းရှိတယ်ကိုတဲ့အသက်ကြီးရဆိုရင်နင်းလို့ပြောတယ်ကိုနဲ့ရွယ်သူတွေ respect အရင်ကြီးပေးစရာမလိုတဲ့လူဆိုရင်谢谢你ရော谢谢你ကျေးဇူးတင်တယ်နော်ကျေးဇူးတင်ပါတယ်ဒီလိုပြောနော်နောက်ခါကျထပ်ပြောလို့ရနင်ကအရင်မိုက်တာပဲနင်ရန်ကောင်းတယ်ငါတို့အခန့်ကျွေးမွေးရဲ့အတွက်ပေါ့နော်သူချီးမွမ်းပနာပြုပေးတာအဲဆို你真好နံပါတ်20မှာရှိရနော်နင်က真တကယ်ကို好 good it's so fine 你真好你真好အဲ့တော့သူများစီကတ်စားတော့မယ်ဆိုဒါလေးတော့ပြောလို့ကောင်းတာပေါ့နော်ကျေးဇူးတင်ပါတယ်你真好谢谢你你真好အဲ့တော့19နဲ့20နဲ့ပေါင်းပြောလို့ရတယ်နော်谢谢你你真好